ကိုဝင်ဆောင်နေကြုံတွေ့ရတဲ့အခက်အခဲများကိုပြောပြပေးပါမယ်။ကျမတို့ကကိုဝင်ဆောင်စဉ်ကာလအတွင်းကိုတွေ့ကြုံရတဲ့အခက်အခဲ၅မျိုး။၁ကိုခန္ဓာပိုင်း၊၂စိတ်ပိုင်းဆိုင်ရာ၊၃လူမှုရေးပြဿနာ၊၄ငွေရေးကြေးပြဿနာ၊၅အနာဂတ်ပေါ်စိုးရိမ်ပူပန်မှုခန္ဓာကိုယ်ပိုင်းကိုပြောမယ်ဆိုလို့ရှိရင်ကိုဝင်ဆောင်စဉ်ပေါ့နော်ဟော်မုန်းအပြောင်းလဲရာ6ပတ်လောက်ထိကတိတ်ပြီးမတိတာပါဘူး2လလောက်ဆိုလို့ရှိရင်တိတာလာပါတယ်2လလောက်ဆိုလို့ရှိရင်အေးပြတ်တာအစားမဝင်တာအနက်မခံနိုင်တာလူပင်မန်းတာကျမတို့ကတော့အဲ့လိုမျိုးတွေဖြစ်ပါတယ်3လခွဲလောက်ထိကျမတို့ကဖြစ်ပါတယ်3လခွဲကျော်4လပါနီးဆိုလို့ရှိရင်စားတော့ကပုံမှန်အတိုင်းစားနိုင်ပါပြီကလေးမွေးပြီးရင်မဝကျင်ဘူးဆိုလို့ရှိရင်လျှို့ဝှက်ချက်လေးပြောပြမယ်နော်လေးလာကြော်လာတာနဲ့ရင်သားတွေကလည်းတဖြည်းကြီးလာပါတယ်ခန္ဓာကိုယ်ကလည်းဟော်မုန်းပြောင်းလဲကြတဖြည်းဝလာတယ်ပေါ့နော်ကလေးမွေးပြီးဝတ်တုတ်ကလေးမဖြစ်ချင်ဘူးဆိုလို့ရှိရင်စားတဲ့အခါမှာထမင်းကိုလျှော့စားပါအာဟာရဖြစ်စေတဲ့အသားငါအသီးအရွက်အစစ်အဆန်နွားနို့တို့ကိုတောက်ပေးပါခန္ဓာကိုယ်ကိုဝစေတဲ့စီကြော ready made ဖြော်ရည်တွေ juice တွေကိုအရန်မတောက်ပါနဲ့နံပါတ်2စိတ်ပိုင်းဆိုင်ရာကလေးအတွက်လည်းစိတ်ပူတာပေါ့နော်ကလေးတို့ငါတာဝန်ယူနိုင်မှမလားဆိုပြီးတော့စိတ်ပူတာတွေလည်းရှိတယ်ကိုဝင်ဆောင်တဲ့အတွင်းမှာနော်ကျမတို့ကတော့တစ်ခါတလေဆိုလို့ရှိရင်လေဘာဝမ်းနေလို့ဝမ်းနေမှမသိဘူးအကြောင်းရမရှိဘဲနဲ့ထိုင်ပြီးတော့ဝမ်းနေနေရပြီးလို့ရှိရင်ပုံမှန်အချိန်ဆိုလို့ရှိရင်သူများတွေနည်းနည်းပြောတဲ့အရာကိုဝမ်းမနေဘူးဒါပေမဲ့အဲ့ဒီကိုဝင်ဆောင်စဉ်တဲ့အချိန်တွင်းမှာသူများနည်းနည်းပြောလိုက်တာနဲ့အရန်နေဝမ်းနေပြီးတော့လေရင်ထဲမှာပေါ့နော်မကောင်းဖြစ်တာတော့အဲ့လိုမျိုးတွေဖြစ်ပါတယ်နံပါတ်3လူမှုရေးပြဿနာမှာဆိုလို့ရှိရင်ကိုမိသားစုထဲမှာလူရေးတန်းရှိရဆိုလို့ရှိရင်ကိုကကုညီခြင်းနဲ့ဒါပေမဲ့စိတ်သွားတိုင်းကိုမပါဘူးပေါ့နော်ပြီးလို့ရှိရင်မိသားစုအပေါ်မိခိုရတာတွေများလာတယ်အလုံးမှာဆိုရင်လည်းလုံနိုင်တဲ့စွမ်းအားတွေကျဆင်းလာတယ်နံပါတ်4ငွေရေးကြေးမှာဆိုလို့ရှိရင်လာတိုင်းပေါ့နော်တစ်လကို9သိန်းလောက်ကတော့အနည်းဆုံးကုန်တယ်စေကံပြရတဲ့အခါဆိုလို့ရှိရင်တပတ်ကို3သိန်းမာနီကပ်ပါတယ်ပြီးတော့တပတ်ကိုစားအာဟာရဖြစ်အောင်စားတောက်ရတဲ့အသီးနှံအသားငါးတွေဝယ်ရတာတပတ်ကို3သိန်းလောက်ကုန်တယ်မွေးခါနီးဆိုလို့ရှိရင်လည်းကျမတို့ကတော့အခုကုန်စည်နှုန်းထက်တပုံလောက်တော့လျော့တယ်ပေါ့နော်မွေးခါနီးမှာ10သိန်းလောက်ကုန်တယ်အဲ့တော့ကိုကကြိုတင်ပြီးတော့ငွေလေးတွေစုဆောင်းထားပါလို့ကျမကပြောချင်ပါတယ်ရှင်နံပါတ်5အနာဂတ်အတွက်စိုးရင်ပူပန်မှုကကြတော့ကိုကအနာဂတ်မှာကိုယ့်ရဲ့သားသမီးလေးကိုကလေးပြုစုဆောင်ရှောက်နိုင်မှာမလားလင်မယား2ယောက်ပဲရှိကြတော့ဟောငါတို့လင်မယား2ယောက်တည်းကလေးအတွက်အဆင်ပြေပါမလားဆိုတဲ့စိုးရင်ပူပန်မှုတွေလည်းရှိပါတယ်ပြီးတော့ငါကလေးမွေးပြီးသွားလို့ရှိရင်ငါဘဝအပြောင်းလဲကအဆင်ပြေနိုင်မှာမလားတိုးတက်လာမလားရှုံးနိမ့်လာမလားပေါ့နော်အဲ့လိုမျိုးတွေလည်းအရန်တွေးပူရပါတယ်ကလေးအတွက်ပေါ့နော်ပြုစုဆောင်ရှောက်တဲ့နည်းငါရနိုင်မှာမလားငါပြုစုတတ်ပါမလားတအုပ်ဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုတအုပ်အယူပေါ့နော်အဲ့လိုဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျမကန်ကောင်းကျင်တော့ဒေါက်တာမာမီကဖွင့်တယ်ကလေးပြုစုဆောင်ရှောက်နည်းကိုတညပေါ့နော်ဆီယာမက Zoom meeting နဲ့ဆီယာမက Zoom meeting လုပ်ပြီးတော့ကြာတော့ကျမကတက်ခွင့်ရသွားတယ်အဲ့မှာကျမကလေးပြုစုဆောင်ရှောက်နည်းနဲ့ကလေးမွေးရင်ဝယ်တဲ့နဲ့ပစ္စည်းဝယ်တဲ့နဲ့ပစ္စည်းကလေးအတွက်လိုအပ်တာမလိုအပ်တာတွေကိုဆီယာမကတေချာရှင်းပြပေးတယ်အဲ့တော့ကျမကအဲ့တင်တွေကိုတက်လိုက်ရတော်တော်ကိုပြည့်စုံသွားတယ်ဒီနေရာနေဆီယာမဒေါက်တာမာမီကိုအရန်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒါကြောင့်ကိုဝန်ဆောင်မမေတွေအများစုကိုလူအများစုကပေါ့နော်ကိုညီပေးတယ်ဖေးမပေးတယ်အားပေးတယ်နှိပ်သိပေးတယ်နှွေးထွေးပေးတယ်ကျမကိုဝန်ဆောင်စဉ်ကကျမကိုနှွေးထွေးပေးတယ်ကျင်နာပေးတယ်ကိုညီပေးတယ်တူတယောက်ချင်းစီတိုင်းကိုဒီနေရာကနေလှမ်းလိုက်နေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဘုသူတ္တစုံနေရာရတယ်ဆိုရင် subscribe လေးနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကိုတတ်တာ